မင်္ဂလာပါဘောလုံးချစ်ပရိသတ်ကြီးရေ Goal Zone Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့နောက်ဆုံးရဘောလုံးသတင်းများအပြောင်းရွှေ့သတင်းများနဲ့ကမ္ဘာဖလားမတိုင်ခင်ထူးခြားတဲ့အခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုကိုစတင်မကြည့်ခင် Channel ကို Subscribe လုပ်ပြီး Bell icon ကိုနှိပ်ထားဖို့မမေ့ပါနဲ့ပထမဆုံးသတင်းအနေနဲ့စပိန်အသင်းအတွက်သတင်းကောင်းစပိန်လက်ရွေးစင်အသင်းရဲ့လူငယ်ကျယ်ပွင့်လာမယန်မော်ဟာဒဏ်ရာကနေပြန်လည်သက်သာလာပြီးအသင်းနဲ့အတူလေ့ကျင့်ခန်းတွေပြန်လည်ဆင်းနေပြီဖြစ်ပါတယ်။အသက်ငယ်ရွယ်ပေမဲ့ထူးချွန်တဲ့စွမ်းဆောင်ရည်တွေကြောင့်ညန်မော်ဟာစပိန်အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ World Cup မတိုင်ခင်ပြန်လည်ကြန့်ခိုင်လာတာဟာစပိန်ပရိသတ်တွေအတွက်သတင်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒုတိယသတင်းအနေနဲ့ပြင်သစ်အသင်းအတွက်စိုးရိမ်စရာပြင်သစ်နောက်ခံလူ William Saliba ဟာဒဏ်ရာပြဿနာကြောင့်လာမယ့် World Cup ပွဲစဉ်အချို့ကိုလွဲချော်နိုင်ဖွယ်ရှိနေပါတယ်။ Saliba ဟာပြင်သစ်အသင်းရဲ့ခံစစ်အတွက်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့်ဒီသတင်းဟာနီးပြအဖွဲ့နဲ့ပရိသတ်တွေအတွက်စိုးရိမ်စရာဖြစ်နေပါတယ်။တတိယသတင်းအနေနဲ့ဘာစီလိုနာရဲ့အပြောင်းရွှေ့လှုပ်ရှားမှု Manchester City ကျယ်ပွင့် Bernardo Silva ဟာသူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်ဖို့နီးစပ်လာပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်။ဘာစီလိုနာနဲ့အက်တလက်တီကိုမက်ဒရစ်တို့ကကစားသမားကိုစိတ်ဝင်စားနေကြပြီးလာမယ့်ရက်ပိုင်းအတွင်းဆုံးဖြတ်ချက်တစ်ခုထွက်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ဒီအပြောင်းရွှေ့ဟာနွေရာသီဈေးကွက်ရဲ့အကြီးဆုံးသတင်းတစ်ခုဖြစ်လာနိုင်ပါတယ်။စတုတ္ထသတင်းအနေနဲ့ Manchester United အပြောင်းရွှေ့ Manchester United အသင်းဟာဘရာဇီးကွင်းလယ်လူဒဆန်ကိုခေါ်ယူနိုင်ဖို့နီးစပ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။အသင်းရဲ့ကွင်းလယ်ပိုင်းကိုအားဖြည့်ဖို့ကြိုးစားနေတဲ့ United အတွက်ဒီအပြောင်းရွှေ့ကအရေးပါတဲ့ခေါ်ယူမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီနေ့အတွက်ဘောလုံးသတင်းများကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ဘယ်သတင်းကိုစိတ်ဝင်စားဆုံးလဲဆိုတာ comment မှာရေးသားပေးခဲ့ပါဦး။ Goal Zone Channel ကို Subscribe လုပ်ထားပြီး video အသစ်တွေကိုအချိန်မီကြည့်ရှုနိုင်ဖို့ Bell icon ကိုနှိပ်ထားဖို့မမေ့ပါနဲ့ကျွန်တော်တို့ Goal Zone Channel မှာပြန်လည်တွေ့ဆုံကြမယ်။ World Football Lives ကျေးဇူးတင်ပါတယ်။